Hello မင်္ဂလာပါဆန်နီပါရှင်ဆန်နီကဒီနေ့မှာတော့လူတိုင်းရဲ့ပါဆက်ပြားမှာဆွဲသွားစီမယ်အတုပ်ဆောင်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒီအတုပ်ဆောင်လေးကအရှိမထွက်ထားတဲ့မီနူးလေးတစ်ခုရှိသေးတယ်အဲ့ဒါဘာလေးလဲဆိုတော့ဆွဲနေပြီးမွေးငါးကနေထုတ်ထားတာပဲဖြစ်ပါတယ်ဒီဆွဲနေပြီးမွေးငါးလေးကနေပြီးတော့အခုနောက်ထပ် item လေးအသစ်ဖြစ်တဲ့ share စုံတုပ်လေးပဲဖြစ်ပါတယ်ဒီ share စုံတုပ်လေးထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေကတော့ခောက်ဆွဲရယ်ကြာစံရယ်ငရုတ်သီးမုံစီချက်ပစွန်ကြောင်ပဲမုံမကြီးမဲနဲ့မှုကြောက်ပန်းကြောက်လေးတွေပဲဖြစ်ပါတယ်ဒီမှုကြောက်ပန်းကြောက်လေးတွေကိုအရင်တော့မစားခင်မှာရေစိမ်ထားရပါမယ်စိမ်သားနဲ့ခောက်ဆွဲနဲ့ကြာစံကိုရေနွေးဖြောပေးရမှာပဲဖြစ်ပါတယ်ရေနွေးဖြောပြီးတော့လည်းအသစ်နယ်စားလို့ရပြီပေါ့နော်ဒါလေးတွေကိုအသစ်စုံနယ်စားလို့ရပြီနယ်စားတဲ့ခါမှာလည်းငံတို့ပါလို့လည်းကိုယ်စိတ်တိုင်းကြားထည့်စားလို့ရပါတယ်အဲ့ဒါဆိုတော့ဆန်နီကအခု menu item အသစ်ကလေးဖြစ်တဲ့ဒီ share စုံတုပ်လေးကိုလည်းရှင်းပြပြီးသွားပြီဆိုတော့ item အဟောင်းဖြစ်တဲ့ဆွဲနေပြီးမွေးငါးလေးကိုလည်းပြန်ပြီးတော့ပြောပြပေးပါမယ်နော်ဆွဲနေပြီးမူလလက်ဟောင်းဆွဲနေပြီးမွေးငါးလေးရဆိုရင်နော်သူကလုံးဝသူ့မှာစနီကြိုက်ဆုံးချက်တစ်ချက်ရှိပါတယ်အဲ့ဒီကတော့မြေပဲလုံးဝမပါဝင်ပါဘူးမြေပဲလုံးဝမပါဝင်တာဖြစ်တဲ့အတွက်အလက်စစ်သမားတွေအတွက်လည်းစားသုံးနိုင်ပါတယ်စနီဆိုရင်အမှန်တိုင်းပြောရရင်စနီဆိုရင်အလက်စစ်သမားပါအလက်စစ်သမားကိုသူကမြေပဲပါရဆိုရင်တချို့ဟာဆိုစားလို့မရပါဘူးဒီမွေးငါးလေးကိုမွေးငါးအပြင်မှာဆိုရင်ခင်ဗျာလူမျိုးမရွေးကြိုက်တာပေါ့နော်အဲ့တော့ဆန်နီလည်းကြိုက်တယ်မွေးငါ့ကိုရဲကြိုက်တဲ့လူတွေမှာပါတယ်ပေါ့နော်ဒါပေမဲ့မြေပဲပိုင်စားလို့မရပါဘူးအဲ့တော့ဒီဆွဲနေပြားထုတ်တဲ့မွေးငါးလေးမှာမြေပဲလုံးဝမပါတော့ဆန်နီအရင်ကြိုက်ပါတယ်ဆွဲနေပြီးမွေးငါးလေးထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေကိုဆန်နီပြောပြပေးပါမယ်ပါဝင်တဲ့ပစ္စည်းလေးကတော့ငချင်းပါတယ်ကလပ်ပဲပါတယ်ပဲနှစ်ပါတယ်ပဲမုတ်ဆန်မုတ်ရွှေကြီးငရုတ်ကောင်းကြက်သွန်ဖြူနဲ့ဇပလင်မေးစင်အရွက်နဲ့ငပြာရည်ဟင်းခတ်မှုမွေးကြိုင်တွေလည်းပါပါတယ်။နောက်ပြီးတော့ကျန်းမာရေးနဲ့ညီညွတ်စွာထောက်ထားတဲ့ပြင်ကျန်းမာရေးထောက်ခံချက်လည်းရရှိတာဖြစ်တဲ့အတွက်နိုင်ငံတကာကိုလွယ်လင့်တကူပို့ဆောင်ပေးပါရရှင်။ ready made မွေးငါးရည်ထဲမှာကလပ်ပဲကိုအနှစ်လုပ်ပြီးအချောက်ခံလာတာဆွဲနေပြီးမွေးငါးတစ်မျိုးပဲရှိပါတယ်။ဒါပေမဲ့ဟုတ်မယ်ဒီမှာလေးဆွဲနေပြန်သိဆက်လုပ်တဲ့ဆယ်ပါအဆောင်ကိုပဲရှိသေးတယ်။ဟဲ့ကိုကြီးဘယ်လိုဆောင်တော့အဲ့ဒါအစ်စ်ထွက်တာပေါ့။ဟုတ်တယ်အစ်စ်ထပ်ထွက်တာ။ဟုတ်ရှင်းပြမယ်လေနော်။ဒီဘာလာဆောင်ကျော်ကဟာလာစိတ်ပါတဲ့အတွက်ကြောင့်သူကလူမျိုးမျိုးပါလာနေစားလို့ရတယ်။ဟုတ်။စီတန်းတန်းလေးနဲ့ကြော်ထားတာလေသူကပြီးတော့အတင်စားဖြစ်တဲ့အတွက်အခုလိုမျိုးမီးပြတ်တဲ့အချိန်ကိုအချိန်ကွာလွယ်လွယ်ကူကူပဲထမင်းပပူလေးနဲ့စားလို့အဆင်ပြေတယ်ကွာ။အင်းချက်ဖို့အချိန်များတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်။ထမင်းပပူလေးနဲ့စားတော့ဒါထမင်းနဲ့စားလို့မြည်နေကွာ။မိုက်တာပေါ့။စားလို့လည်းဘယ်လိုချောင်းထုတ်ပြီးရမ်းကြိုက်တာဟုတ်လားအခုဆွဲနေပြထုတ်တာဆိုတော့ရတာကတော့ပြောကြမလို့လားပေါ့နော်ဟုတ်တယ်ရတာတော့ရှယ်ကောင်းဆွဲနေပြညံ့ထုတ်ထားသေးတယ်သူကရတာ၅မျိုးနဲ့ထုတ်ထားတာပုံစံ၅မျိုးနဲ့ဇီးအောင်မကြီးဂျင်းရိုးရိုးဆိုပြီးထုတ်ထားတယ်၅မျိုးရိုးရိုးထညက်ဆိုဥမြင်တိတ်ကြိုက်ဘာလို့လဲဆိုတော့ကြာမကမပါဘူးစစ်စစ်ချလုံးလုံးမပါဘူးထညက်အရသာစစ်စစ်မလို့ဥမြင်ကြိုက်တယ်သူကခေါင်းရင်းမောင်ထားပြီးတော့စားတယ်သူကအဲ့ဒါမင်းများပဲမင်းများအဲ့တညက်ကုံလေးညာလေးပြအောင်လေတညက်ကုံကပြစရာမပါလာဘူးမိုင်းဆန်နေဆိုင်မှာကြံနေခဲ့လို့တဲ့အဲ့ဒါလည်းအေးတာပဲ